မှောင်ထဲကလက်ဆောင်ဒီဇလန်းကပရိသတ်ကိုအစကနေအဆုံးထိဆွဲဆောင်ထားနိုင်မဲ့တေးထိတ်ရင်ဖို့ဇလန်းဖြစ်ပါတယ်။တိတ်ဆိတ်မှုဟာတခါတလေမှာဖော်မပြနိုင်တဲ့ကြောက်မက်ဖွယ်ရာတွေကိုဖုံးကွယ်ထားတတ်ပါတယ်။အခုကျွန်တော်ပြောပြမယ့်ဖြစ်ရပ်ကတော့မြို့ပြနဲ့ဝေးကွာတဲ့ရွာငယ်လေးတစ်ရွာမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်ဆန်းတစ်ခုပါ။လူသူမနီးတဲ့တောဆက်ကအိမ်အိုကြီးတစ်လုံးနဲ့အဲ့ဒီအိမ်ထဲမှာပိတ်မိနေတဲ့ဝိညာဉ်တစ်ခုအကြောင်းအောင်ကျော်ဟာနယ်မြို့လေးတစ်မြို့ကိုအလုပ်ကိစ္စနဲ့ခရီးထွက်လာခဲ့ပါတယ်။မိုးချုပ်သွားတာရဲ့လမ်းမသွားတာရဲ့ကြောင့်သူဟာရွာတရွာရဲ့အပြင်ဘက်ကတဲခိုခန်းတစ်ခုကိုရှာဖွေခဲ့ရပါတယ်။ဒါပေမဲ့သူတွေးလိုက်ရတာကတဲခိုခန်းမဟုတ်ပဲဧည့်ဂေဟာလို့ဆိုင်းဘုတ်တက်ထားတဲ့ရှေးဟောင်းတစ်သားအိမ်ကြီးတစ်လုံးပါ။အိမ်ထဲကိုဝင်လိုက်တာနဲ့အေးစိမ့်တဲ့အထီးတွေကအောင်ကျော်ရဲ့ကြောရိုးတဲ့အထိစိတ်တက်သွားပါတယ်။အိမ်ဆောင်ဖြစ်ပုံရတဲ့အဖိုးကိုတယောက်ကသူ့ကိုအပေါ်ထက်ကအခန်းတစ်ခန်းစီလိုက်ပို့ပေးပါတယ်။အဖိုးကအခန်းထဲကိုအောင်ကျော်ဝင်ခါနီးမှာတခွန်းမဲမှာခဲ့ပါတယ်။ညဘက်ဘာတန်မဲကြားအပြင်မထွက်ပါနဲ့ပြီးတော့မှန်ကိုကြည့်ပြီးအချိန်ကြာကြီးစကားမပြောပါနဲ့တဲ့အောင်ကျော်ကတော့အဲ့ဒီစကားကိုရေစရာလို့ပဲသတ်မှတ်လိုက်ပါတယ်။အလုတ်ပင်ပန်းလာတာကြောင့်ရေမိုးချိုးပြီးအိပ်ဖို့ပဲပြင်ဆင်လိုက်ပါတယ်။ညတကောင်12နာရီတိတိမှာအောင်ကျော်ဟာအခန်းပြင်ဘက်ကတောက်ဆိုတဲ့ခြေတံကိုကြားလိုက်ရပါတယ်။တယောက်ကစကြံလန်းအတိုင်းခောက်တုံခောက်ပြန်ရှောက်နေတဲ့အတန်မှာသူကအိမ်ဆောင်အဖိုးကြီးပဲဖြစ်မှာပါလို့တွေးပြီးပြန်အိပ်ဖို့ကြိုးစားပေမဲ့အတန်ကပိုကျလာပါတယ်။ရုတ်တရက်အခန်းတကားကိုတယောက်ကလာခောက်ပါတယ်။ထောက်အောင်ကျော်ကဘသူလဲလို့မေးပေမဲ့ဘာအတန်မှပြန်မလာပါဘူး။တကားအောက်ခြေကနေကြည့်လိုက်တော့လူတယောက်ရဲ့ခြေထောက်ကိုတွေ့ရပါတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီခြေထောက်တွေဟာမြေကြီးပေါ်မှာမရှိဘဲလေထဲမှာတလက်မလောက်မြောက်နေတာပါ။အောင်ကျော်ကြောက်စိတ်တွေဝင်လာပါပြီ။သူကတင်ပေါ်မှာငြိမ်ငြိမ်လေးဝတ်နေလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအခန်းထောင်းကမှန်တင်ခုံပေါ်ကမှန်ထဲကနေရှိုက်ကြီးတင်ငင်ငိုတန်တစ်ခုထွက်ပေါ်လာပါတယ်။အောင်ကျော်ဟာမှန်ဘက်ကိုမကြည့်မိအောင်ထိန်းထားပေမဲ့စူးစမ်းလိုစိတ်ကသူ့ကိုအနိုင်ယူသွားပါတယ်။သူမှန်ထဲကိုလှမ်းကြည့်လိုက်တဲ့အခါမှန်ထဲမှာမြင်နေရတာကသူ့ပုံရိပ်မဟုတ်ပါဘူး။မျက်နှာတစ်ခုလုံးသွေးတွေရဲနေပြီးမျက်လုံးမရှိတဲ့မိမပြိုတယောက်ကသူ့ကိုစိုက်ကြည့်နေတာပါ။သူမကမှန်ထဲကနေလက်ကိုဆန့်ထုတ်လိုက်ပြီးအောင်ကျော်ရဲ့လယ်ပင်ကိုလှမ်းညှစ်ဖို့ကြိုးစားပါတယ်။အောင်ကျော်အော်ဟစ်ပြီးအခန်းပြင်ကိုပြေးထွက်ဖို့ကြိုးစားပေမဲ့တကားကအပြင်ကနေပိတ်ထားသလိုလုံးဝဖွင့်လို့မရတော့ပါဘူး။အခန်းထဲမှာအပူချိန်ကရုတ်တရက်ထိုးကျသွားပြီးနေရန်တွေကနေသွေးတွေစိမ့်ထွက်လာပါတယ်။မှန်ထဲကမိန်းမကတဖြည်းဖြည်းမှန်ပြင်ကိုထွက်လာပါတယ်။သူမရဲ့ခြေတံကတောက်စောစောကသူကြားခဲ့တဲ့ခြေတံမှာပဲနင်လဲငါလိုပဲဒီမှာနေရမယ်။ငါ့ကိုတက်သွားတဲ့သူတွေစီနင်သွားပေးရမယ်။လို့သူမကအရှအတန်နဲ့ပြောလိုက်ပါတယ်။အောင်ကျော်ဟာကြောက်လန့်တကြားနဲ့အခန်းထဲကဖျားစင်သေးသေးလေးကိုသတိပြုမိသွားပါတယ်။သူဟာအဖိုးကိုပေးထားတဲ့ရေပလင်းကိုသတိရပြီးအဲ့ဒီရေကိုမြစ်တာတုပ်ရွတ်ပြီးအခန်းထဲကိုပတ်လိုက်ပါတယ်။ရုတ်တရက်အလင်းရောင်တစ်ခုဝင်းကနေဖြစ်သွားပြီးထိုမိန်းမရဲ့ပုံရိပ်ဟာလွင့်စင်သွားပါတယ်။မနက်လင်းတဲ့အခါအောင်ကျော်ဟာအောက်ထပ်ကိုပြေးဆင်းသွားပါတယ်။အဖိုးကိုတွေ့တော့မှတီးလိုက်ရတာကအဲ့ဒီအိမ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူတက်မှုတစ်ခုဖြစ်ခဲ့တဲ့နေရာဖြစ်ပြီးအသက်ခံရတဲ့မိန်းကလေးကအခုထိအိမ်ထဲမှာဝိညာဉ်အဖြစ်ရှိနေတာပါ။အဖိုးကတော့သူမရဲ့ဝိညာဉ်ကိုစောင့်ရှောက်ရင်းဧည့်သည်တွေကိုသတိပေးနေရသူဖြစ်ပါတယ်။အောင်ကျော်ဟာအဲ့ဒီအိမ်ကနေအမြန်ဆုံးထွက်ခွာလာခဲ့ပါတယ်။ဒါပေမဲ့သူအိမ်ပြန်ရောက်တဲ့အခါမှာတော့ထူးဆန်းတာတစ်ခုဖြစ်နေပါတယ်။သူ့ရဲ့ကြောပိုးအိတ်ထဲမှာသူနဲ့မဆိုင်တဲ့ရှေးဟောင်းလက်စွပ်တစ်ကွင်းပါလာပါတယ်။အဲ့ဒီလက်စွပ်ကိုကင်လိုက်တိုင်းနောက်ကျောကနေတောက်ဆိုတဲ့ခြေတံကိုသူပြန်ကြားနေရဆဲပါဝိညာဉ်တွေဟာတခါတလေမှာကျွန်တော်တို့နဲ့အတူပါလာတတ်ကြပါတယ်
အားလုံးကြည့်ရှုခန်းစားနာဆင်ပေးလို့အထူးကျေးဇူးတင်ပါတယ်။